လိုက်ပြန်လို့ရင်အထောက်ထားခံလို့ရင်ကြောက်စရာမလိုဘူးတဲ့ဘာကြောက်အောင်လဲဘာကြောက်အောင်မလဲပြောပြီးသွားပြီလေအမ9နှစ်လုံးပြောတဲ့စကားလုံးတွေတိုင်းမှာနော်တော်လန်ရေးနိုင်ငံရေးရှူတော့ဘောင်အတွင်းကပဲပြောတယ်အဲကြောင့်မို့ကိစ္စမရှိဘူးနော်အင်္ဂလာညချမ်းမှာကိစ္စမရှိဘူးဘာဖြစ်လို့ဆိုတော့ကျမတော်လန်ရေးလောက်တာလူပုဂ္ဂိုလ်အတွက်ဖွဲ့စည်းအတွက်မဟုတ်ဘူးနော်အားလုံးအတွက်တော်လန်ရေးအားလုံးအောင်မြင်ဖို့အတွက်အထူးဖြစ်ပြည်သူလူထုအတွက်ဥတီတာဖြစ်တဲ့အတွက်တခြားဘောင်မဝင်တဲ့အရာမှန်သမျှပါတခုမှဂရုမစိုက်ဘူးနော်ဆဲချင်တယ်လို့ဆဲပြောချင်တယ်လို့ပြောပါစီမုဒိတာပွားနေမယ်ဒါပေမဲ့နော်အမှန်တရားကိုတော့ဖော်ထုတ်ရမှာပဲနော်အမှန်တရားကကျမတို့ပြည်သူတွေ9နှစ်ရှိပါပြီအမှန်ဓမ္မအဓမ္မဘယ်ဟာကအမှန်လဲဘယ်ဟာကအမားလဲဘာလဲဆိုတာသမင်းစားတဲ့လူတိုင်းသိပါတယ်ကျမထင်တယ်အများစုကသမင်းစားကြပါတယ်မြည့်စားကြတဲ့လူကတော့နော်အနေချင်းပါပဲနော်ကဲနောက်ခုဆက်လိုက်အောင်မယ်ခဏလေးနဂါလဲဘလဲဒေဝဒလဲသူ့ပလိန်သားနဲ့သူလေဟုတ်လားဒါပေမဲ့ကိုကတော့အမှန်တရားအတွက်ပေါ်ထုတ်မှာလူပုတ်ကိုဘလဲလူဘက်ကိုလိုက်ပြီးတော့ဒီလူဘက်ကိုလိုက်ပြီးတော့မရှိပါဘူးနော်ဘလဲပေါ်ထုတ်ရမှာပဲအမှန်တရားမှန်သမျှပေါ်ထုတ်ရမှာပဲဘသူကိုမှမျက်နှာပါမလိုက်ပါဘူးဒါကြောင့်မလို့ဒါတော့လူပုတ်ကိုဇွဲတွေကြတော့သူတို့အကြိုက်သူတို့အဆိုင်ကိုထိတော့သူတို့နာမှာပဲလေဒါကြောင့်မို့ဆဲပါစီနော်မတောက်ပြန်ဘူးနောက်ပြီးတော့ဗလဲကိုကနိုင်ငံရေးရှုတော့တော်လန်ရေးရှုတော့ကနေပဲသွားနေတာဖြစ်တဲ့အတွက်သိခါအကြတော့မခံဘူးနော်ပြောချင်သူပြောပါစီကျမထင်တယ်တနိုင်ငံလုံးကလူထုတွေကအများစုထမင်းစားကြပါတယ်မြင့်မစားကြပါဘူးနော်ဝေဖန်သုံးသပ်တကြလိမ့်မယ်လို့ကျမကယုံကြည်ပါတယ်နော်နာလီနောက်တော့ဆက်လောက်မယ်နော်တခုတော့ရှိတာပေါ့ဘလဲအမျိုးသားရေးအစွန်းရောက်သမားတွေပြီးတော့ကျမတို့ရဲ့ဆန့်ကျင်ဘက်လူတွေကတော့ဂျားဝင်ပြီးတော့ခလောက်ဆန်လို့ရတာပေါ့ဒါပေမဲ့ကျမအသိတရားရှိတယ်အုံနောက်ရှိတယ်အသိတရားရှိတယ်ဒါကြောင့်မို့သူများခြုံတိုင်းနော်သူများခြုံတိုင်းကျမမပါတတ်ဘူးအဲဒါကြောင့်မို့အဲ့ဒီလူတွေကိုကျမတို့အကုန်ဘလော့တယ်လာပြီးတော့ရန်တိုက်ပေးတာလေကျမအကုန်ဘလော့တယ်နော်အကောက်အလေးမခံဘူးပြီးတော့ကိုကမန်းတာများလို့ရှိရင်လည်းအကောက်ထုတယ်အကောက်ပြက်တယ်အဲဒါကြောင့်မို့ဒါကျမရဲ့စိတ်နေစိတ်ထားပဲ9နှစ်လုံးကျမဘသူ့ကိုမှမတိုက်ခိုက်ခဲ့ဘူးနော်ဘယ်လိုပြောမလဲတော်လန်ရေးမူမမှန်တဲ့လူတွေပြီးတော့အကြီးအကဲတွေတော်လန်ရေးကိုဗလဲအလွဲသုံးစားလုပ်တဲ့အကြီးအကဲတွေကအလွဲညင်ပေါ့နော်အဲ့ဒီလူတွေကိုပဲကျမကတော့နိုင်ငံရေးကိုရဲ့ဆူတောက်ကိုရဲ့ဘောင်အတွင်းကပဲကျမပြောတာရှိပါလေနော်အဲကြောင့်မို့နောက်တစ်ခုကျမတို့ကလူဆိုတာအမှန်တရားသမားဆိုရင်ကိုကသူများအမှန်ပြောတာကိုဗလဲဝန်ခံရမယ်ဝန်ခံရဲရမယ်ဗလဲကိုဘာပြောအမှန်ကြီးဆိုတာမရှိပါလူတိုင်းမမားသောရှင်းနေမသေးသောဆေးသမားဆိုတာရှိပါလေနော်ဒါကြောင့်မို့ကိုမားတယ်ဆိုရင်ကိုမားကြောင်းဝန်ခံရဲရမယ်အခုကျမဝန်ခံရဲတယ်ကျမတို့တော်လန်ရေးအစပိုင်းတော့က KNU ကိုနော်ထောက်ပံ့ခဲ့တယ်နောက်ပြီးတော့ KNU ကနေကော်တူးလေအာမင်ကိုနော်ကော်တူးလေအာမင်မဖြစ်ခင်မှာပေါ့နေတာမြကို KNDO စီဦးစီးချုပ်နေတာမြကိုဖယ်ထုတ်လိုက်လို့နော်ကျမတို့နေတာမြကိုတနေ့တိထောက်ပံ့ခဲ့တယ်ဒါလည်းကျမတို့မားခဲ့ပါတယ်ကျမဝန်ခံတယ်ကျမတို့အမားတွေကြီးပဲတော်လန်ရဲ့အစပိုင်းမှာဒါတော့မမားသောစိတ်နေမသေးသောရှင်းသမားလေဒါပေမဲ့မားတာကိုမာမန်သိလို့ဝန်ခံရဲတဲ့သတ္တိကတကယ်ကိုချီးကျူးဖို့ကောင်းတယ်အဲ့ဒီလူကလေးစားဖို့ကောင်းပါလေနော်မားတာကိုမာမန်သိလို့အခုကျမ
နော်ဟိုဗလဲစလုံးကိုထောက်ခံခဲ့တယ်စလုံးကနော်စလုံးတို့အခုကျမတို့ထောက်ခံခဲ့တဲ့လူတွေကကျမတို့အမားတွေကြီးပဲကြုံခဲ့ရတယ်နော်ကျမတို့ထောက်ခံခဲ့တဲ့လူတွေအများစုကတော်လန်ရေးကိုဗန်းပြနော်အလူငွေကိုအလွဲသုံးစားလုပ်တဲ့လူတွေကြီးပဲဒါအမှန်တရားတွေပါကျမတို့မားခဲ့ပါတယ်နော်စလုံးကိုထောက်ခံခဲ့တယ်နောက်ပိုင်းစလုံးကနော်အလူငွေတွေကိုဗန်းပြပြီးတော့သူတို့ဟိုဘယ်လိုပြောမလဲတော်လန်ရေးကိုဗန်းပြပြီးတော့နောက်ဆုံး BGN နဲ့ပေါင်းသွားခဲ့တယ်အင်္ဂလိပ် BGN နဲ့ပေါင်းသွားခဲ့တယ်ဒါတွေကကျမတို့ထောက်ပံ့ခဲ့တဲ့9နှစ်လုံးမှာအမားတွေပါနော်ဒီအမားတွေကိုကျမတို့ဝန်ခံရဲတယ်အဲ့ဒီအတွက်လည်းကျမတို့တာဝန်ယူမှုတာဝန်ခံမှုစီစွာနဲ့ပဲအခုလိုမျိုးဝန်ခံရခြင်းဖြစ်တယ်အခုလိုမျိုးကျမတို့အမှန်တရားကိုဖော်ထုတ်ရခြင်းဖြစ်တယ်ကျမတို့ပြည်သူအလူငွေတွေကအရန်ကိုသန့်ရှင်းပါတယ်ပြည်သူအလူငွေတွေကမစားရဲမဖောက်ရဲနော်သူတို့ဘာလဲလောက်အားခါနဲ့မစားရဲမဖောက်ရဲသန့်ရှင်းဖြူစင်တဲ့အပြည်သူအလူငွေတွေပါနော်ဒီငွေတွေကိုဒီလိုအလွဲသုံးစားလုပ်လို့ဆိုကျမတို့ဂျင်နာရပါတယ်ကျမတို့နော်ကျမတို့ကပြည်သူကိုနော်စီးရုံးတယ်ပြည်သူတွေကလည်းကျမတို့ကိုယုံကြည်လို့လာပြီးတော့အလူငွေထက်တယ်ကျမတို့ကလည်းအလူငွေကိုထိရောက်စွာတော်လန်ရေးအောင်မြင်ဖို့အတွက်ထိရောက်စွာပို့ဆောင်ဖို့ကဒါကျမတို့မှာတာဝန်ရှိပါတယ်မားတယ်ဆိုရင်ကျမတို့ကမားတာကိုဝန်ခံရဲရမယ်နော်အဲ့ဒါကြောင့်မလို့အခုအဲ့ဒီနေတာမြကိုတနှစ်တိနော်ထောက်ပံ့ပေးပြီးတဲ့နောက်ပိုင်းမှာကျမတို့သိသွားတယ်သူတို့ကတော်လန်ရေးမှုမမှန်တဲ့အတွက်ကျမတို့ပြည်သူအာမန်ဆိုပြီးတော့ကျမတို့အဖွဲ့အစည်းနာမည်ကိုပြန်ဖွဲ့စည်းခဲ့တယ်နော်ဒါကြောင့်မလို့ကျမတို့အခုချိန်ထိနော်ဒါပေမဲ့ကျမတို့အဖွဲ့အစည်းသေးပါကျမတို့ကဆယ်လီလည်းမဟုတ်ပါဘူးအဖွဲ့အစည်းသေးပါဒီအဖွဲ့အစည်းသေးကရတဲ့ငွေတွေဒီတော်လန်ရေးနော်ဒီအလူငွေတွေကိုကျမတို့နှမျောမိပါတယ်အများကြီးအလဟတာဖြစ်သွားတယ်သဲတဲ့ရေသွန်ဖြစ်သွားတယ်အခုကျမတို့ကရင်ပြည်နယ်ထောက်အားလုံးသိကြတဲ့အတိုင်းမအားလာပြည်နယ်ဖြစ်သွားပြီဘာပဲဖြစ်နော်ကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်အားလုံးဒါအမှန်တရားတွေနော်ဘယ်သူဘာမှလုပ်လို့မရတော့အခုမအားလာပြည်နယ်ဖြစ်သွားပြီမအားလာကအခုနှစ်ခု9ကိုနော်ဟိုဘာလဲလက်နဲ့ခဲရန်တွေလူအင်အားတွေပြီးတော့ဟိုဘာလဲရိတ်ခါတွေအများအပြားဆယ်လာပြီးတော့ကရင်ပြည်နယ်ကိုခံတက်အဖြစ်အခုနော်ဖြန့်ပြီးတော့စ조사နေပြီလောက်နေပြီပေါ့နော်ဘာပဲဖြစ်ကရင်ပြည်နယ်9နှစ်လုံးမှာကျမတို့အသိတရားတွေရလာတယ်နောက်ပြီးတော့နောင်တတွေရလာတယ်ပြီးတော့နော်ကျမတို့ဗလဲတန်ဝေကတရားတွေအများကြီးရခဲ့တယ်နော်ဖြစ်နိုင်လို့ဆိုရင်လေအဲ့ဒီနာမည်ကိုဒီမှာလာမရေးပါနဲ့နော်ကျမအကောက်ဖိတ်ခါအကြမခံနိုင်ဘူးဒီနာမည်ကိုမရေးပါနဲ့တောင်းမှမှာပြီနော်ကျမတော်လန်ရေးကိုပဲတဆိုင်မလုပ်ပြရစီကျမလူပုတ်ကိုရေးကိုအနိုင်ချင်လို့တော်လန်ရေးလောက်တာမဟုတ်ပါဘူးလူပုတ်ကိုနော်လူပုတ်ကိုစွဲပြီးတော့တော်လန်ရေးကိုအနိုင်ယူချင်တဲ့နော်လူစားမျိုးမဟုတ်ပါဘူးကျမလူပုတ်ကိုမစွဲဘူးဘာမစွဲဘူးလူမျိုးရေးမစွဲဘူးဒါကြောင့်မလို့နော်လူပုတ်ကိုဆိုတဲ့နာမည်တွေမလာရေးပါနဲ့ဒီမှာတောင်းမှန်နေနားလေဆယ်ပြီးလာမသိဘူးโอเคဆယ်ပြီးဝိုင်းနော်အမအမှန်ကိုထမင်းစားတဲ့လူတိုင်းခွဲခြားတတ်မှာပါနော်ကျမပြောလိုက်လို့ဆိုရင်အဲ့ဒီလူတယောက်ကိုမုတ်တီးစိတ်နဲ့နော်ပြောတာတခုမှမရှိဘူး9နှစ်အတွင်းမှာကျမရဲ့ like တွေကျမရဲ့နော်ကျမရဲ့ post တွေကိုကြည့်ရင်သိနိုင်ပါလေလူပုတ်ကိုရေးရကျမနော်တိုက်ခိုက်တာလည်းမရှိပါဘူးဒါပေမဲ့ဟိုဗလဲဒီသူ့ရဲ့ဗီဒီယိုဖိုင်မှာနော်သူကိုယ်တိုင် KNA လုံးမယ်ဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်သက်သေထောက်ထားနော်ရှိလို့ကျမတို့
နော်ပြည်သူအလူငွေတွေရှုပ်သွားတယ်ကျမတို့ပြည်သူအလူငွေတွေကိုနှမျောလုံးလို့ပါသူကိုယ်တိုင်ကပြောပါတယ် KNA နော်အဖွဲ့ဖြစ်မယ်လို့အဲ့ဒီဗီဒီယိုဖိုင်ကတကယ်လို့အဲ့ဒီဗီဒီယိုဖိုင်က AI ဆိုရင်ကျမတာဝန်ယူမှုတာဝန်ခံမှုနော်ရှိတဲ့လူတယောက်အနေနဲ့တောင်းပန်ဖို့ဝင်မလေးဘူးနော်အဲ့ဒီဗီဒီယိုဖိုင်က AI မဟုတ်ရင်အဲ့ဒီဟာကအတုဆိုရင်ကျမတင်ထားတဲ့ post ကိုကျမပြန်ဖြုတ်ပြီးတော့ကျမပြန်တောင်းပန်လို့ဝင်မလေးပါဘူးနော်တောင်းပန်ဖို့ဝင်မလေးပါဘူးဒါပေမဲ့လောက်ရနဲ့ရလာကအဖြေရှိပါတယ်လောက်ရနဲ့ရလာကနော်ကြောင်ရည်ကြမငုတ်ဘူးလိန်ရင်လဲဘလောက်ပဲလိန်လိန်လက်စားရင်လဲဘလောက်ပဲလက်စားစားနော်အချိန်တိုင်အဖြေပေါ်မှာပဲအချိန်ပဲกว่าတာကဲအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျမနော်ဒါတော့ပဲပြောမယ်ဘာဖြစ်လို့လဲဆိုတော့ကျမလောက်တဲ့တော်လန်ရေးဒီအတတော်လန်ရေးမပါဘူးလူပုတ်ကိုအနိုင်ယူလို့မှုတော်လန်ရေးမဟုတ်ပါဘူးเนาะလူပုတ်ကိုလည်းအနိုင်မယူခြင်းဘူးကျမရဲ့ရက်တီချက်ကတော်လန်ရေးဥတီချက်တစ်ခုဒီပါပဲเนาะဟိုဗလဲနာမည်ကြီးခြင်းစိတ်လည်းမရှိဘူးတော်လန်ရေးအနိုင်ရဖို့တစ်ခုတည်းပါပဲဒါကြောင့်မလို့ဒီကိစ္စကိုဒီလောက်နဲ့ပဲကျမရနာမယ်เนาะဒါပေမဲ့ကျန်တာတော့ကျမတို့ပြည်သူတွေလေ့လာသုံးသပ်ကြည့်ပေါ့เนาะကျမပြောမယ်เนาะကျမတော်လန်ရေးလောက်တာဒီလိုမျိုးအခက်ခဲတွေအများကြီးပဲကြောက်အခုမှမဟုတ်ပါဘူးเนาะကျမကိုဝေဖန်တိုက်ခိုက်တဲ့လူတွေအများကြီးရှိပါတယ်เนาะဟိုးတော်လန်ရေးစားကလေးကအခုချိန်ထိပါပဲဒါပေမဲ့ကျမတို့ဘာကြောင့်ရက်တည်နေနိုင်တာလဲကျမတို့ကသတိမှန်လို့เนาะတော်လန်ရေးကိုတဆိုင်မလှုပ်တဲ့လူဖြစ်လို့စိတ်ဓာတ်ကြက်ခိုင်လို့စိတ်ဓာတ်ခိုင်မာလို့နာမည်ကြီးချင်လို့တော်လန်ရေးလောက်တာမဟုတ်ဘူးဒါကြောင့်မို့လေ view ရှိမရှိ follower များမကျမတို့ကြည့်မဆိုင်ဘူးနာမည်ကြီးချင်လို့တော်လန်ရေးလောက်တာမဟုတ်တာတော်လန်ရေးအောင်မြင်ချင်လို့ဟိုဗလဲအုတ်တချဖဲတပွင့်နိုင်ရနေရကနေလောက်နေတာเนาะအဲ့ဒါကြောင့်မို့ဗလဲကျမတော်လန်ရေးကိုပဲတဆိုင်မသွားပြရစီเนาะဒါပေမဲ့ခဏလေးဆောင်းဆိုတယ်ဒါပေမဲ့လူမျိုးရေးခဏလေးလူမျိုးရေးမုတ်တီးတာလေးလူပုတ်ကိုမုတ်တီးတာဒီအဲ့လိုလာပြောလို့စင်တော့ကျမကတော့ block မှာနော် block မှာကဲအခုကျမတို့ရဲ့နိုင်ငံရေးအခြေအနေကဘယ်လောက်ထိဆိုးသွားနေသလဲဘယ်လောက်ထိဆိုးရွားနေသလဲနော်ဘယ်လောက်ထိဆိုးရွားနေသလဲအခုမေလို့မင်းအွန်လိုင်းကမြောက်ကိုလီးယားစတိုင်သွားဖို့တာဆူနေပြီကျမထင်တယ်ဒီကရင်ကတော့နော်ဒီကရင်ကတော့ဒီမောင်ချစ်သူတို့ဦးဆောင်မှုနဲ့ဒီကရင်ကတော့သူတို့အခြေချင်းစီးလုံးသွားမှာပါစီးလုံးမယ်ဆိုတာပြည်သူလူထုတော့မဟုတ်ဘူးသူတို့ပြောတဲ့ကရင်အခြေချင်းဆိုတာပြည်သူမပါဘူးသူတို့ပြောတဲ့ကရင်အခြေချင်းတွေထဲမှာပြည်သူမပါဘူးမအေးလို့မင်းအွန်လိုင်းပါတယ်ဒါကြောင့်မို့လဲမင်းအွန်လိုင်းကိုနော်အခုကရင်ပြည်တော်9နှစ်အတွင်းမှာအခုချိန်ထိလဲပြက်သားတိုက်တာမရှိပါဘူးเนาะတချို့နေရာတွေကျတော့သူတို့ဟိုတိုက်ချင်းဟန်ဆောင်တဲ့လောက်ရနဲ့ရလာကအဖြေပါပဲပြည်တို့เนาะလောက်ရနဲ့ရလာကအဖြေပါပဲအဲ့ဒါကြောင့်မို့ဗာလဲသူနာမည်မပါလားမဟုတ်ဘူးဗာလဲပုတ်ကိုဇွဲတွေကเนาะအဲ့ဒီနာမည်ကိုတွေးလို့စင်စတိခံပြီးတော့ဟိုဗာလဲဟောင်းမှာဆိုလို့အဲ့ဒါကြောင့်မို့မပါစေချင်တာเนาะတော်လန်ရေးကိုပဲတစ်ချိန်မှပြောပြစီကဲခုနတော့စကားပြန်ဆက်မယ်เนาะအခုမင်းအွန်လိုင်းကเนาะမြောက်ကိုလီးယားစတိုင်သွားနေပြီကရင်ကတော့သူတို့အချင်းချင်းညှိနှိုင်းပြီးတော့ဒီတရားမဝင်မှုကြီးစေဝါလောင်းကစားချဖြက်နေနဲ့ပဲသူတို့အစိုးတိုင်နော်အစိုးထိတိုင်သူတို့ကမအလာနဲ့မိုက်ဟိုဘယ်လိုပြောမလဲမိုက်စဖိမ့်မာလို့ပဲကျမတို့အဲ့လိုမြင်တယ်နောက်ပြီးတော့
နော်ကျမတို့တကယ်လို့မြောက်ကိုရီးယားနဲ့မြောက်ကိုရီးယားစတိုင်မျိုးသွားမယ်ဆိုရင်တော့လေမြောက်ကိုရီးယားကတရုတ်ဝင်စုဖက်လို့မရဘူးနော်အခုကျမတို့မြန်မာနိုင်ငံကတရုတ်သေဆိုသေရှင်ဆိုရှင်တရုတ်ရဲ့ကိုလိုနီနိုင်ငံဖြစ်နေပြီအဲ့ဒါကြောင့်မို့မြောက်ကိုရီးယားထဲတော့ပိုဆိုးမှာနောက်ပြီးတော့တခုပြောမှာကအခုလက်ရှိကိုပြည်နယ်ကိုရကိုဒေသကိုရပြီးသွားတဲ့နော်တိုင်းရင်းသားအမိခံအုပ်စုတချို့တွေကိုပြောချင်တာကအခုမင်းတို့ရတဲ့လွတ်လပ်ရေးကအစ်စ်အမှန်မဟုတ်ပါဘူးမအေလို့မင်းအောင်လိုင်ကမင်းတို့ကိုအခုချိန်မှာသူကစစ်မျက်နှာကျဲပြန့်နေတော့မင်းတို့ကိုအချို့သတ်နေတာဒါပေမဲ့ပြီးခဲ့တဲ့အာဏာရှင်တွေဒုက္ခနော်သူတို့နိုင်ခဲ့တယ်ဆိုတာသူတို့မှာဘယ်လိုပြောမလဲဒီနိုင်ငံရေးစိတ်ဓာတ်ပူပေါင်းတဲ့စိတ်ဓာတ်နိုင်ငံရေးပြည်သူလူထုကိုနော်ပူပေါင်းပါဝင်တဲ့စိတ်ဓာတ်ရှိသေးတယ်အခုလက်ရှိမအေလို့မင်းအောင်လိုင်ကလောဝအခုနော်သူမိသားစုသူ့ရဲ့ရှင်မျိုးသားချင်းမိသားစုကလွဲရင်မြန်မာနိုင်ငံကိုတရုတ်ကိုလိုနီလက်အောက်ထဲကနေနော်သို့သွင်းနေပြီအခုကြည့်လိုက်ကျမတို့မြန်မာနိုင်ငံသားတွေသူများနိုင်ငံကိုနိုင်ငံခြားထွက်မယ်ပေးမထွက်ဘူးပြည်တွင်းမှာပဲသူတို့တားထားတယ်မပေးထွက်ဘူးတရုတ်နိုင်ငံသားမြန်မာပတ်စပို့နဲ့လွယ်ကူကူပဲထွက်လို့ရတယ်ဒါပေမဲ့ထိုင်းမှာဖမ်းမိသွားတယ်ထိုင်းနိုင်ငံကိုကျမတို့ကျေးဇူးတင်တယ်နော်ဒါကြောင့်မလို့ကြည်လိုက်ကိုမြန်မာနိုင်ငံသားကိုသူတို့ကကျုံလိုမျိုးသူတို့သူတို့ခြံထဲကမွေးထားတဲ့တလိမ့်ဆန်လိုမျိုးပဲလှုပ်ချင်သူတို့လှုပ်ဒါပေမဲ့တရုတ်ကိုကြတော့ပထွေးတော့အဖေတော့ဖျားလို့ကိုးကွယ်ပြီးတော့နော်ကျမတို့မြန်မာပြည်တွင်းထဲကိုချဲလဲချင်းသူတို့ချဲလဲခိုင်းနေတာအဲ့ဒါကောင်းတဲ့ရလမဟုတ်ဘူးပြီးတော့တိုင်းရင်းသားအမိခံတချို့ကိုပြောချင်တာကလေအခုဒီຫນွေဦးတော်လန်ရေးမှာတိုင်းရင်းသားဆိုတဲ့အမိလက်ရှိအရင်ခေတ်တုန်းကနော်ဒီမိုကရေစီဘက်တော်သားတွေစ조사မှုကြောင့်တိုင်းရင်းသားဆိုတဲ့အမိကြံခဲ့တယ်နော်အရင်တော့ကဗလဲပြည်နယ်9ပြည်နယ်တိုင်း9တိုင်းမရှိပါဘူးတိုင်းရင်းသား10မျိုးပဲရှိတယ်60နှစ်တုန်းကနော်တိုင်းရင်းသား10မျိုးပဲရှိတယ်ဒီအာဏာရှင်လက်ထက်မှာပြည်နယ်9ပြည်နယ်တိုင်း9တိုင်းဆိုပြီးတော့ဒီအာဏာရှင်လက်ထက်မှာပြန်ပြီးတော့ဖွဲ့လိုက်တာဖြစ်တယ်ဒါမဲ့သူအဲ့လိုဖွဲ့လိုက်တာနော်အဖွဲများလေသူကပွေးခွဲလို့ကောင်းလေပဲလူမျိုးရင်းနဲ့မိုင်းတိုက်ပြီးတော့နော်ဟိုဘက်ကိုကရင်နဲ့ပေါင်းရင်ကချင်ကိုတိုက်တယ်ကချင်နဲ့ပေါင်းရင်ကရင်ကိုတိုက်တယ်အဲ့ချိန်တော့ကဒါဒီအဲ့အနာစင်ခေတ်တော့ကပေါ့နော်ဒါပေမဲ့ဒီမအေလို့မင်းအွန်လိုင်းခေတ်မှာလေမင်းတို့တိုင်းရင်းသားတွေဆိုတာရှိမှာမဟုတ်တော့ဘူးမြောက်ကိုရီးယားစတိုင်သွားနေပြီနော်မြောက်ကိုရီးယားစတိုင်သွားနေပြီမြောက်ကိုရီးယားကသူ့ကိုအာခံတဲ့လူသူ့နဲ့ဒန်းသူ့ကိုလက်နဲ့ကင်ပြီးတော့နော်စန့်ကျင်တဲ့လူမှန်သမျှသူအကုန်ရှင်းတာအခုမအေလို့မင်းအွန်လိုင်းကတရုတ်အကူညီနဲ့နိုင်ငံတကာအသည့်အမပြုမှုမရသေးလို့မင်းတို့ကိုအချို့သတ်နေတာနိုင်ငံတကာအသည့်အမပြုသွားလို့ရှိရင်လေအရင်ခေတ်တော့ကလိုမျိုးနော်အရင်ခေတ်တော့ကဒီမိုကရေစီဘက်တော်သားတွေရှိသေးတယ်အခုဒီမအေလို့မင်းအွန်လိုင်းခေတ်မှာဒီမိုကရေစီဘက်တော်သားတွေလုံးဝမရှိတော့ဘူးသူတယောက်တည်းသက်ဦးဆံမိုင်းစနစ်နဲ့သူအုပ်ချုပ်မှာနော်ပြောမယ်ဆိုရင် तू ကဘယင်စနစ်လိုမျိုးပဲ तू မိသားစုသူ့ရဲ့အမိတ်အချုပ်ချအာဏာသူ့ရဲ့ပါဇက်ဖျားမှာပဲရှိတာဒါဆိုရင်မင်းတို့တိုင်းရင်းသားတွေနဲ့မြေကိုအခုတော့မှကြီးလိုက်တိုင်းရင်းသားနဲ့မြေ MDAA TNLA ပိုင်တဲ့နယ်မြေကိုဘုံနဲ့လာကျဲသေးတယ်ဒါမှတရုတ်ကနော်ဗလဲတရုတ်ကဘာဖြစ်လဲစစ်sátထားလို့နော်အခုရက်နေတာအဲ့ဒါနမူနာကြည့်ဒါတော့မှသူတရားမဝင်သေးဘူးဘာပဲဖြစ်ဖြစ်နော်နော်အခုဗလဲသူဒါကြောင့်မို့မအေလို့မင်းအွန်လိုင်းကအခုချိန်မှာ
သူကတရားမဝင်သေးလို့တရုတ်ကသူကနိုင်ငံတကာအသိမပြုလဲနိုင်ငံတကာဆိုတာကဒီဥရောပတို့ဒီအနောက်နိုင်ငံကအသိမပြုလဲသူကိစ္စမရှိဘူးမြောက်ကိုလီးယားတရုတ်ရုရှားအနောက်နိုင်ငံကသူ့ကိုအသိမပြုဘူးနော်ဒါပေမဲ့ဒီတရုတ်ရုရှားဒီကိုလိုနီနိုင်ငံတွေကသူ့ကိုအသိမပြုထားလို့အခုသူ့ရဲ့ပြည်တွင်းမှာသူ့ဘိုးစက်ဦးစံပိုင်စနစ်နဲ့သူ့ဘိုးလောက်နေတာသူ့ဘိုးလောက်လို့ရနေတာအခုမြန်မာနိုင်ငံလက်ဒီလိုပဲတိုင်းသားတွေမင်းတို့နိုင်အခုပြန်တူတိုက်ရင်နိုင်မှာကိုတိကြီးနဲ့မင်းတို့ကအတာကိုစီဟာငါပြည်နယ်ငါနိုင်ငံငါမလဲငါပြည်နယ်ဆိုပြီးတော့မင်းတို့အတာကိုစီရှိလို့ရှိလေနောက်ဆိုရင်တိုင်းသားဆိုတဲ့နာမည်တော့ပြက်သွားပြီးတော့နောက်ဆုံးမအလာခွေးတရုတ်ကျွန်းအကောက်ဖြစ်မှာနော်အဲ့ဒါကြောင့်မို့အခုကတည်းကမင်းတို့ပူးပေါင်းကြပါနိုင်ငံရေးကလူတိုင်းနဲ့ဆိုင်တယ်နော်နိုင်ငံရေးကလူတိုင်းနဲ့ပတ်သက်တယ်နောက်ပြီးတော့ကျမဘာကြောင့် KNU နော်9နှစ်အတွင်းမှာဘာကြောင့် KNU ကိုမလဲပြောရတယ်လေပြောမယ်ဆိုရင် KNU က9နှစ်အတွင်းမှာကျမတို့တော်လန်ရေးရဲ့ပူးစဒလန်လို့ပြောလို့ရတယ်။ဘာကြောင့်လဲ။အမတ်တစ်စစ်ဒေသကိုကချင်ဥဆောင်တယ်အမတ်နှစ်စစ်ဒေသကိုကရင်ဥဆောင်တယ်။ဒါပေမဲ့အမတ်နှစ်စစ်ဒေသကိုကရင်ဥဆောင်တယ်ပြည်သူအများစုထောက်ပံ့ခြင်းရခဲ့တယ်ထောက်ပို့တယ်လူငယ်အများစုကရင်ကိုခိုလှုံခဲ့တယ်စောဘဦးကိုယုံကြည်ပြီးတော့နော်အဲ့ဒီမှာအများကြီးယုံကြည်ပြီးတော့ပြည်သူတွေကနော်အားကိုယုံကြည်လို့ထောက်ပံ့ခဲ့တယ်9နှစ်အတွင်းမှာမြို့တွေစခန်းတွေမသိမ်း